ကျွန်တော်ကအေးဆက်စွာရီမောလိုက်တယ်။အော်အဲ့လိုလားဒါဆိုကျွန်တော်နက်ဖျားနဂါးပြသွေးမျိုးဆက်ကိုနိုးထပ်စေခဲ့တုန်းကခင်ဗျားဘာလို့အန်အောမသွားခဲ့တာလဲခင်ဗျားကြိုတင်သိနေခဲ့တဲ့အတိုင်းပဲကျွန်တော်သူ့ကိုစစ်စစ်စိုက်ကြည့်ရင်အနားထိုးသွားပြီးဟောက်လိုက်တယ်ပြောစမ်းကျွန်တော်ရဲ့မိဘတွေတကယ်ပဲအသက်ရှင်သေးတာလားသူတို့ဘယ်မှာလဲဆိုတာမြင်မြန်ပြောစမ်းဒုတိယအကြီးကဲရဲ့မျက်လုံးတွေကဟိုဟိုဒီဒီပြာခတ်သွားတယ်ပါမင်းဘာတွေပြောနေတာလဲမိမိဘာတွေတေဆုံးသွားတာကြာလာပြီဒါပေမဲ့သူစကားပြောနေရင်နဲ့သူ့ရဲ့အကြီးကကျွန်တော်ရဲ့ရွှေရောင်ကြေးကုံဝတ်စုံပေါ်ကိုကြားရောက်သွားတာနဲ့တကူလုံးတောင်းတင်းသွားတော့တယ်အဲ့ဒါလုံရောင်မင်းကိုပေးခဲ့တဲ့ရွှေရောင်ကြေးကုံဝတ်စုံပဲအဲ့ဒါကိုပြန်ပေးစမ်းသူ့ရဲ့အပြစ်ရှိတယ်လို့ဖြစ်နေတဲ့မျက်နှာကနေချက်ချင်းပဲယူသွမှုအတွင်ပြောင်းလဲသွားပြီးမျက်လုံးတွေတွေးစုံမတက်နီးမြန်းလာကသူ့ရဲ့နောက်ဆုံးကြံတဲ့စွမ်းအားတွေကိုထုတ်လွှတ်လိုက်တယ်မင်းလိုကောင်ကငါရဲ့လုံရောင်ကိုတက်ခဲ့တာပဲဒါပေမဲ့သူကကျွန်တော်ကိုရှင်းနိုင်စွမ်းမရှိတော့ပါဘူးကျွန်တော်ကရှောင်းရံကိုဝါမျိုးထားပြီးသားဖြစ်တဲ့ပြင်ငကားပြသွေးမျိုးဆက်ရဲ့အစိတ်အပိုင်းချိုးနဲ့ပေါင်းဆက်ထားပြီးပြီမို့အခုဆိုရင်အစင်းမြင့်အေဂရောနဲ့ပဲအဆင့်တို့ရောက်ရှိနေပြီဖြစ်တဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကကျွန်တော်ပေါ်ဘာမှတက်ရောက်မှုမရှိတော့ပဲအလွယ်တကူပိတ်ဆို့ကတိုက်ကွက်တစ်ချက်ထဲနဲ့တင်သူ့ကိုကျမ်းပြင်ပေါ်လဲကျသွားစေခဲ့တယ်အခြေအနေမဟန်တော့တာကိုမြင်တဲ့ဂျန်ယူရောင်ဟာကိုပြောက်ကထားကိုတိတ်တဆိတ်အသက်သွင်းပြီးမျက်တောင်ခက်ယုံများနဲ့ပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်ဝိညာဉ်အာယုံနဲ့စစ်ဆေးကြည့်လိုက်တော့သူမဟာငကားမျိုးနယ်စုခမ်းမဆောင်စီကိုဥတီပြီးထွက်ပြေးနေတာကိုတွေ့လိုက်ရတယ်သူမသတင်းသွားပေးဖို့ပြင်နေတာဖြစ်မှာပေါ့ကျွန်တော်စိတ်ထဲကနေလောင်ပြုံးပြုံးလိုက်မိတယ်ကောင်းပြီလေပြေးပါစေဗျမ်းကြီးကဲစီကိုသတင်းသွားဖို့ခိုင်းလိုက်တာပေါ့ငကားမျိုးနယ်စုကတခုခုကိုဖုံးကွယ်ထားတာမို့သူတို့အမားယွင်းဖြစ်လာမှာတေချာတယ်ငါဖြစ်ပျက်ခဲ့တဲ့အမှန်တရားကိုမဖြစ်မနေဖော်ထုတ်ရမယ်ဒုတိယအကြီးကဲကတော့မြေပြင်ပေါ်မှာလဲကျနေရင်အသက်ရှူတန်တွေတဖြည်းဖြည်းအားနည်းလာခဲ့တယ်ရုတ်တရက်သူတခုခုကိုသဘောပေါက်သွားပုံရပြီးခါတီးတဲ့အပြုံးတစ်ခုပြုံးလိုက်တယ်ဒါကြောင့်ကိုဗျမ်းကြီးကဲကငါ့ကိုဒါကြောင့်မို့လို့ကိုခင်များပါကိုရီနေတာလဲဗျမ်းကြီးကဲကငါသားကိုခိုင်းပြီးမင်းကိုမဟုတ်မမှန်ဆွဆွဲခိုင်းကမွေရင်းထဲကိုပစ်ချခိုင်းခဲ့တာသူကမင်းငကားပြသွေးမျိုးဆက်နိုးထလာပြီးငကားမျိုးနယ်စုမှာသူ့ရဲ့ယာရုနေရာကိုချင်းချောက်လာမှာသူ့ရဲ့စွမ်းအားနဲ့အာနာဆက်တွေဆုံးရှုံးသွားမှာကိုကြောက်နေခဲ့တာဒုတိယအကြီးကဲဟာနောင်တတွေနဲ့ပြည့်နေနေခဲ့ပြီးရုတ်တရက်သွေးတစ်လုံးအန်ထုတ်လိုက်ရပြန်တယ်ငါကတကယ်လူပဲဗျမ်းကြီးကဲရဲ့စကားကိုတကယ်ယုံမိခဲ့တာအနှစ်မရှိတဲ့ဂတိအချို့အတွက်နဲ့ငါကိုယ်တိုင်ပဲလုံရောင်ကိုတေတွင်းနဲ့တွန်းပို့မိပြငါသားကိုအလက်ကားတေစေခဲ့ရတာပဲသူ့ရဲ့စကားတွေကြောင့်ကျွန်တော်မင်းတက်သွားခဲ့ရတယ်ကျွန်တော်ကိုလောက်ကျန်တဲ့နောက်ွယ်ကကျိုးကင်သူကငကားမျိုးနယ်စုရဲ့ဗျမ်းကြီးကဲဖြစ်နေခဲ့တာကိုလုံရောင်နဲ့ဂျန်ယူရောင်တို့ကရုတ်တရက်တက်တက်ပဲဖြစ်ခဲ့တာဒုတိယအကြီးကဲကမျက်ရည်ကျတဲ့အထိရီမော်ဘီကျွန်တော်ကိုမဆုံးနိုင်တဲ့နောင်တတွေနဲ့မောကြည့်လိုက်တယ်မင်းလိုကောင်မှတတိရှိရင်ဗျမ်းကြီးကဲကိုပါတက်ပစ်လိုက်စမ်းအဲ့ဒါမှငါရဲ့လုံရောင်အတွက်ကလဲ့စားချေရရောက်လိမ့်မယ်လုံရောင်ဖေဖေမင်းစီကိုလာခဲ့ပြီးစကားမဆုံးခင်မှာပဲဒုတိယအကြီးကဲဟာသူ့ရဲ့နောက်ဆုံးထွက်သက်ကိုရှုထုတ်သွားခဲ့တော့တယ်ကျွန်တော်တုံးဆိုင်မနေပဲဝါမျိုးချင်းစနစ်ကိုချက်ချင်းအသက်သွင်းလိုက်တဲ့စနစ်ရဲ့အကြောင်းကြားစာတန်ထွက်ပေါ်လာခဲ့တဲ့အင်ရှင်ဒီအေဂရောနဲ့ပဲအစောပိုင်းဆင့်ကျင့်ကြံသူဖြစ်တော့ဒုတိယအကြီးကဲကိုဝါမျိုးလိုက်ပါပြီးသွေးမျိုးဆက်ရှာဖွေခြင်းစွမ်းရည်ကိုရရှိပြီးကျင့်ကြံခြင်းဆင့်ဒီအစင်းမြင့်အေဂရောနဲ့ပဲအဆင့်တွင်တည်ငြိမ်သွားပါပြီးဆုလက်ဖြစ်ငကားပြကြေးကုန်တစ်ခုရရှိပြီးစုဆောင်းမှုတိုးတက်မှုမှာ6မှ9တို့ရောက်ရှိသွားပါပြီကျွန်တော်ရဲ့ကျင့်ကြံခြင်းစွမ်းအားကနောက်တစ်ကြိမ်မြင့်တက်လာခဲ့ပြန်ပြီးနက်ဖျားငကားပြသွေးမျိုးဆက်ကိုအပြည့်အဝဖွင့်လှစ်နိုင်ဖို့အတွက်ငကားပြကြေးကုန်နောက်ထပ်တစ်ခုတည်းပဲလိုအပ်တော့တယ်တိုက်ပွဲပြီးဆုံးသွားတဲ့အခါကြန့်ရှိနေတဲ့ငကားမျိုးနယ်စုတိုက်ခိုက်ရေးသမားတွေဟာအခြေအနေကိုကြည့်ပြီးကြောက်လန့်တကြားထွက်ပြေးသွားကြတော့တယ်အဲ့ဒီအချိန်မှာပဲရှောင်းလီလျှောက်လာခဲ့တယ်သူတန်ရာရထားပေမဲ့ခနာကိုမတ်မတ်နဲ့တည်ငြိမ်စွာရက်နေစေပဲညီကိုလုံးချောင်းမင်းအစဉ်ပြေတာမြင်ရလို့ဝမ်းသာပါတယ်အနည်းဆုံးတော့ငါရဲ့စူးစမ်းအားထုတ်မှုတွေအလားဟတ်တာမဖြစ်ခဲ့ဘူးပေါ့ကျွန်တော်သူ့ကိုလက်သီးစုပြီးဂါယာဝပြုတ်လိုက်တယ်ဒီနေ့ကူညီပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ညီကိုမင်းသာမရှိရင်ကျွန်တော်နဲ့ဆရာကြီးဒီလောက်တောင်းခံနိုင်မှာမဟုတ်ဘူးဘာမှမဟုတ်ပါဘူးပြီးတော့ဆရာကြီးတို့နှစ်ယောက်ကလည်းငါ့ကိုကယ်တင်ခဲ့တဲ့သူတွေပဲမဟုတ်လားကြားမျိုးနယ်စုဝင်တွေကရွံချင်းရွံကိုတွဲခေါ်လာကြတယ်သူမျက်နှာဖြူပြောနေပေမဲ့ရှောင်းလီကိုကြည့်ပြီးပြုံးလိုက်တယ်ဂုံယူပါတယ်ရှောင်းလီဒီတိုက်ပွဲပြီးရင်မင်းဟာကြားမျိုးနယ်စုရဲ့အရှင်သခင်ဖြစ်တရားဝင်ဖြစ်လာခဲ့ပြီးကြားမျိုးနယ်စုဝင်အားလုံးကလည်းအရှင်သခင်ကိုဂါယာဝပြုပါတယ်လို့ဆိုကြတယ်ရှောင်းလီခါမြမင်းတက်သွားပြီးမှခေါင်းညိတ်ကသူ့ရဲ့ယာရုတစ်ကိုလက်ခံလိုက်တော့တယ်ကျွန်တော်ရှောင်းလီကိုဆရာကြီးရွံချင်းရွံပြောပြခဲ့တဲ့အရာအားလုံးအထက်လောကကိုချင်းချောင်းနေတဲ့ဘေးရန်ရဲ့နတ်ဖျားတတဝါကြီးလေးကောင်ရဲ့မစ်ရှင်နဲ့သူထမ်းဆောင်ရမယ့်တာဝန်ဝတ္တရားတွေအကြောင်းအကုန်ပြောပြလိုက်တယ်အားလုံးကိုကြားပြီးတဲ့နောက်ရှောင်းလီကတုံးဆိုင်မှုမရှိပဲပြန်ပြေးလာတယ်အထက်လောကကအကူအညီလိုအပ်တဲ့ဘဲချိန်မဆိုကျွန်တော်ပါဝင်မှာပါကျွန်တော်မိန့်ကိုနာခံပါမယ်ဒါပေမဲ့ကျွန်တော်ကြားမျိုးနယ်စုကိုအခုမှစတင်ထိန်းချုပ်ရတာဖြစ်ပြီးဖြည့်ရှင်းရမယ့်အတွင်းရေးပြဿနာအချို့ကြံသေးတာမို့ကျွန်တော်ကိုအချိန်နဲ့ငယ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်တေးချတာပေါ့အခုကျွန်တော်ခန္ဓာကိုယ်ထဲကအစိတ်လဲပြဲသွားပြီဆိုတော့ငကားမျိုးနယ်စုစီပြန်ရမယ့်အချိန်ရောက်ပြီဒါပေမဲ့ဒီတစ်ချိန်ပြန်သွားတာကအဖွဲထဲပြန်ဝင်ဖို့မဟုတ်ဘူးအကျွေးဟောင်းတွေသွားတော့ဖို့ပဲ